သူမကတော့44ရက်ကြာပြန်ပြီးဆွဲခံရပြီးအကျိတ်400ကျော်မရိတ်ကျခံခဲ့ရတဲ့ဆယ်ကျော်တဲ့ကျောင်းသူပြန်ပြီးဆွဲသမားတွေကအစာကောင်းမကြွေရေကောင်းမတိုက်ပဲသူမကိုဆေးလိပ်မီးနဲ့တိုးတာအပ်တွေနဲ့ထိုးတာသူမရဲ့ခန္ဓာကိုယ်ထဲကိုလည်းပစ္စည်းမျိုးစုံထိုးသွင်းပြီးနာကျင်အောင်ပြုလုပ်ခဲ့ကြတယ်ပြန်ပြီးဆွဲပြီး44ရက်အကြာမှာပဲဒီဒဏ်တွေကိုမခံနိုင်တော့တဲ့နောက်ဆုံးအသက်ဆုံးရှုံးသွားတယ်သူမရဲ့အလောင်းကိုဘလို့ဆော့ပစ်ခဲ့တယ်လို့ထင်လဲ80ကိုပြောပြရရင်သူမရဲ့နာမည်ကဂျိုကိုဖရူတာအသက်18နှစ်ပဲရှိသေးတဲ့ဆယ်ကျော်တဲ့ကျောင်းသူတစ်ယောက်ကျောင်းတက်ရင်အချိန်ပိုင်းအလုပ်လုပ်တယ်တငယ်ချင်းတွေနဲ့လည်းပျော်ပါးပါးနေတယ်1988ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှာသူမအလုပ်ကပြန်တဲ့အချိန်ယာကူဇာခိုင်းနဲ့ပတ်သက်နေတဲ့ကျောင်းသား၄ယောက်ကသူမကိုပြန်ပေးဆွဲပြီးသူတို့ထဲကတယောက်ရဲ့မိဘအိမ်မှာဖမ်းဆီးချုပ်နှောင်ထားခဲ့တယ်ဒီအဖြစ်အပျက်ကိုလူပေါင်း100ကျော်ကသိနေခဲ့ပြီးတော့တချို့ကလည်းပါဝင်ပတ်သက်နေကြတယ်လို့ပြောကြတယ်တချို့ကလည်းမကူညီကြဘူးလို့လည်းသိရတယ်သူမရဲ့မိဘတွေကသူ့သမီးကိုလိုက်ရှာနေတာသိတော့ပြန်ပေးဆွဲသမားတွေဟာသူမကိုချိတ်ထောက်ပြီးအစဉ်ပြေပြေရှိနေကြောင်းနဲ့လိုက်မရှာရန်ပြောခိုင်းခဲ့တယ်။ပြန်ပေးဆွဲသမား၄ယောက်ကသူမကိုအမျိုးမျိုးနှိပ်စက်ညှဉ်းပန်းပြီးသူတို့ရဲ့အပေါင်းပါတွေနဲ့အိမ်ကိုလာလဲတဲ့တခြားသူတွေကပါအုပ်စုဖွဲ့ပြီးအချိန်ချင်းမတိတ်ချင်းခဲ့တာပါ။တရားခံ၄ယောက်ကိုလည်းဖမ်းဆီးရမိထားပြီးတော့ဒီမှာပြထားတဲ့အတိုင်းထောင်ဒဏ်တီးတီးချမှတ်ခံခဲ့ရပါတယ်။တရားခံ၄ယောက်ကသူမရဲ့အလောင်းကိုစီပန်းကြီးတဲ့ကိုထက်ကော့ကရက်လောင်းပြီးတိုဂျိုမျိုးရဲ့စိတ်ကမ်းဘက်မှာရှိတဲ့ညီဖို့ရာနေရာမှာဘယ်တော့မှရှာမတွေ့အောင်ဖျောက်ပစ်ဖို့လျှို့ဝှက်စွာဆော့ပစ်ခဲ့ကြတယ်။ဂျိုကိုဖူစတာရဲ့အဖြစ်ဆိုးဟာလူသားချင်းစာနာစိတ်နဲ့လူဖွဲ့စည်းအနေနဲ့စောင့်ရှောက်မှုတွေပညာပေးမှုတွေလိုအပ်နေသည့်အကြောင်းကိုမိမောင်းထိုးပြနေတဲ့အဖြစ်ဆိုးကြီးတစ်ခုဖြစ်ပါတယ်